ပြိုင်ပွဲတစ်ခုအတွင်းပြိုင်ဘက်တဦးမတော်တဆတေဆုံးသွားခဲ့ရခြင်းကြောင့်တရားခံဖြစ်သွားခဲ့ရတဲ့ရှုံးပွဲမရှိလက်ဝှေ့သမားတဦးဟာသူ့ရဲ့ယုံကြည်ချက်တွေပါတုံ့လောက်ချောက်ချသွားခဲ့ရပါတယ်အခုခါမှာတော့သူဟာခွင့်လွှတ်မှုကိုရှာဖွေရင်းသူ့ရဲ့အဖြစ်တွေအတွက်ရှည်လျားတဲ့ခီးလန်းကိုစတင်ရတော့မှာဖြစ်ပါတယ်ဒီကနေ့မှာတော့2016ခုနှစ်ထွက်ဘွိုင်ဂါရုပ်ရှင်ရဲ့ဇာတ်လမ်းကိုပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယူကရိန်းနိုင်ငံကီယက်မြို့ကမြေအောက်လက်ဝှေ့စင်တစ်ခုမှာကြော်ကြားတဲ့လက်ဝှေ့သမားယူရီဘွိုင်ဂါဟာပွဲတစ်ခုမစတင်ခင်သူ့ရဲ့ဆူတောင်းမေတ္တာပိုးတဲ့တလေးကိုလှုပ်ဆောင်နေပါတယ်ကွင်းတွင်းကိုဝင်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့ပြိုင်ဘက်ကိုအနိုင်ယူဖို့အပြတ်သက်ဆုံးဖြတ်ထားပြီးရီမန်းချက်အောင်မြင်ဖို့ဘာမဆိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်တိကျပြင်းထန်တဲ့ထိုးချက်တွေနဲ့အတူပြိုင်ဘက်ကိုအလွယ်တကူဖြိုချနိုင်ခဲ့ပြီးပရိသတ်တွေရဲ့မတည့်ရလက်ခုပ်တီးအားပေးမှုကိုရရှိခဲ့ပါတယ်ယိုရှားနိုင်ငံရဲ့အလုံးလုံးကြုံရေးတင်းကျပ်တဲ့ကော်နီယာဂျိုမီအကျဉ်းထောင်မှာလည်းမြေအောက်လက်ဝှေ့ပွဲတွေကိုကျင်းပလျက်ရှိပါတယ်ယိုရှားရဲ့အကျဉ်းနှံဆုံးလက်ဝှေ့သမားဖြစ်တဲ့ကိုရှမာဟာသူ့ရဲ့နောက်ထပ်သားကောင်ကိုဖျက်ဆီးဖို့လက်ဝှေ့စင်စီကိုဦးတည်လာခဲ့ပါတယ်သူ့ရဲ့ပြိုင်ဘက်ကသူ့ကိုဖြိုချဖို့ကြိုးစားခဲ့ပေမဲ့ကိုရှမာကိုဘလို့ထိုးချက်ကန်ချက်ကမှထိရောက်မှုမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ကိုရှမာကပြန်လည်တိုက်ခိုက်ခဲ့ပြီးလက်ချက်နှင်းငယ်နဲ့တင်အလဲထိုးနိုင်ယူလိုက်ပါတယ်ပြိုင်ဘက်ကိုအနိုင်ယူပြီးနောက်မှာတော့ယူသွနေတဲ့လူသက်သမားဟာသူ့ရဲ့လေပင်ကိုညှစ်ပြီးမျက်နှာကိုအချက်ပေါင်းများစွာထိုးနှက်ခဲ့ပါတယ်ထိုးချက်များပြားကိုခံလိုက်ရတဲ့အတွက်အဲ့ဒီလူဟာတေဆုံးသွားခဲ့ပါတယ်နောက်ဆုံးပွဲစဉ်ပြီးဆုံးပြီးရန်နှင်းငယ်ကြာမှာတော့ဘွိုင်ဂါဟာစာအုပ်တွေလူတန်းဖို့ဖျားเจ้าကိုတွားရောက်ခဲ့ပါတယ်စကားပြောဆိုနေစဉ်အတွင်းဘုန်းတော်ကြီးကဘွိုင်ဂါဟာဖျားเจ้าကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပေမဲ့ကယ်တင်ခြင်းကိုရှာဖွေနေတယ်ဆိုရင်တော့ဒါဟာမှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ဆိုပါတယ်လက်ဝှေ့ထိုးတာဟာဘွိုင်ဂါရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုတာကိုတိထားရက်နဲ့ပဲဘုန်းတော်ကြီးကဖျားသခင်အတွက်အကျဉ်းဖက်မှုဆိုတာဘယ်တော့မှအပြေမဟုတ်တယ်လို့ယူရီရဲ့လုပ်ရက်တွေကိုလည်းဘယ်တော့မှအတီးပြုတ်ပေးမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့ဘွိုင်ဂါကတော့ဖျားသခင်ကသူ့ကိုအဲ့ဒီလက်ဆောင်ကိုပေးခဲ့တာဖြစ်ပြီးအဲ့ဒါကိုအလားဟိတ်ဖြစ်စေတာကအပြစ်တပါပဲလို့ပြန်လည်ခြေပတ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဘွိုင်ဂါရဲ့မန်နေဂျာဖြစ်တဲ့ကာရီရောက်ရှိလာပါတယ်ကာရီကသတင်းကောင်းတစ်ခုနဲ့ရောက်လာပါတယ်အဲ့ဒီလူကသူ့အတွက်တရားဝင်လက်ဝှေ့ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီလို့ပြောပါတယ်အဆိုပါပြိုင်ပွဲကိုဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွင်းဘူဒါပက်စ်မြို့မှာကျင်းပမှာဖြစ်ပြီးကာရီကဘွိုင်ဂါရဲ့နောက်ထပ်ပွဲကိုလာရောက်ကြည့်ရှုဖို့ပြိုင်ပွဲစကောက်တွေကိုပါစီးရုံးနိုင်ခဲ့ပါတယ်အဲ့ဒီညမှာတော့ဘွိုင်ဂါဟာပစ်တာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသူကဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွက်အရေးချင်းပြမိမှာဖြစ်ပါတယ်သူ့ရဲ့ဆူတောင်းမေတ္တာပို့တပြီးနောက်ဘွိုင်ဂါဟာလက်ဝှေ့စင်စီကိုဦးတည်သွားခဲ့ပါတယ်ထို့နောက်ပစ်တာရောက်ရှိလာပြီးဒိုင်လူကြီးကလည်းပွဲဆက်တင်တော့မယ့်အကြောင်းကြေညာပါတယ်ပစ်တာကဆက်တင်တိုက်ခိုက်ခဲ့ပေမဲ့ဘွိုင်ဂါကသူ့ရဲ့ထိုးချက်တွေကိုရှောင်တိန်နိုင်ခဲ့ပြီးလက်တိချက်တွေပြင်အားပါတဲ့ကန်ချက်တွေနဲ့ပါပြိုင်ဘက်စီကိုတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်ပွဲဆက်တင်ပြီးစက္ကန့်နှဲငယ်ကြာမှတင်သူဟာပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်ဒါပေမဲ့ပစ်တာကပြန်ထလာခဲ့ပါတယ်တိတာတာကတော့သူဟာအဲ့ဒီတိုက်ပွဲမှာရှုံးနိမ့်ဖို့ဆန္ဒမရှိပါဘူးအမျက်ဒေါသပြည့်နဲ့အဲ့ဒီလူဟာဘွိုင်ဂါစီကိုလက်တိချက်များပြားနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့အနိုင်ယူလို့မရတဲ့ဘွိုင်ဂါကပွဲကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးသူ့ရဲ့ပြိုင်ဘက်ကိုအလဲထိုးနေရာစီခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းကြာမှာတော့ပစ်တာကပြန်ထလာပြီးဆက်လက်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘွိုင်ဂါကသူ့ကိုနောက်တစ်ကြိမ်ထပ်မံဖြိုချနိုင်ခဲ့ပြီးအဲ့ဒီလူမှာသူ့ကိုသူကာကွယ်နိုင်စွမ်းမရှိတော့ပါဘူးဘွိုင်ဂါကသူ့ကိုမြေကြီးပေါ်မှာဆက်နေဖို့တောင်းဆိုခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုထပ်ပြီးမနာကျင်စေချင်တော့လို့ပါပဲတိုးတော်လဲပစ်တာကဥရောပချန်ပီယံရှစ်အတွက်အရေးချင်းပြမိဖို့လိုအပ်နေသေးတဲ့အတွက်ဆက်လက်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်ဘွိုင်ဂါကနောက်ဆုံးသက်ထိုးချက်ကိုပေးအပ်လိုက်ရပြီးပစ်တာကိုမင်းမျောသွားစေကအဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသွားခဲ့ပါတယ်စကောက်တွေကဂုံယူဝမ်းမြောက်နေကြပြီးနှစ်ပတ်အတွင်းမှာပဲဘူဒါပက်စ်မြို့မှာကျင်းပမဲ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရတော့မှာဖြစ်ကြောင်းသတင်းပေးပို့ခဲ့ပါတယ်တကယ်လို့သူဒါအဲ့ဒီပြိုင်ပွဲမှာအနိုင်ရမယ်ဆိုရင်ပရိုလိဂ်ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီးရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့အိမ်မက်တွေအဆုံးသတ်သွားမှာဖြစ်ပါတယ်ဘွိုင်ဂါဟာသူ့ရဲ့အိမ်မက်ကြီးတစ်ခုကိုအကောင့်ထဲပေါ်တော့မှာဖြစ်တဲ့အတွက်ကာရီကသူ့ရဲ့တိုက်ခိုက်ရေးသမားအတွက်ဂုဏ်ယူနေပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီပွဲစဉ်အတွက်လစာကြေးပါတယ်ပါဆယ်ထုတ်ကိုပေးအပ်ခဲ့ပြီးထွက်သွားခဲ့ပါတယ်ဒါကြောင့်ဘွိုင်ဂါကနောက်ဆုံးသက်ထိုးချက်ကိုပေးအပ်လိုက်ရပြီးပစ်တာကိုမင်းမျောသွားစေကအဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသွားခဲ့ပါတယ်စကောက်တွေကဂုဏ်ယူဝမ်းမြောက်နေကြပြီးနှစ်ပတ်အတွင်းမှာပဲဘူဒါပက်စ်မြို့မှာကျင်းပမဲ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရတော့မှာဖြစ်ကြောင်းသတင်းပေးပို့ခဲ့ပါတယ်တကယ်လို့သူဒါအဲ့ဒီပြိုင်ပွဲမှာအနိုင်ရမယ်ဆိုရင်ပရိုလိဂ်ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီးရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့အိမ်မက်တွေအဆုံးသတ်သွားမှာဖြစ်ပါတယ်ဘွိုင်ဂါဟာသူ့ရဲ့အိမ်မက်ကြီးတစ်ခုကိုအကောင့်ထဲပေါ်တော့မှာဖြစ်တဲ့အတွက်ကာရီကသူ့ရဲ့တိုက်ခိုက်ရေးသမားအတွက်ဂုဏ်ယူနေပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီပွဲစဉ်အတွက်လစာကြေးပါတယ်ပါဆယ်ထုတ်ကိုပေးအပ်ခဲ့ပြီးထွက်သွားခဲ့ပါတယ်အိမ်ပြန်လမ်းမှာဘွိုင်ဂါကပစ်တာကိုလူနာတင်ကားနဲ့ဆေးရုံကိုတည်ဆောင်သွားတာကိုတွေ့လိုက်ရပြီးသူနာပြုကတော့လူနာဟာအလွန်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ပြောဆိုပါတယ်နောက်တစ်နေ့မှာတော့မန်နေဂျာနဲ့ဆွေးနွေးနေစဉ်အတွင်းပစ်တာဟာပွဲပြီးချင်းမှာပဲတည်ဆုံးသွားခဲ့ပြီဆိုတာကိုဘွိုင်ဂါသိရှိသွားခဲ့ပါတယ်ဖြစ်ပျက်ခဲ့တာတွေကမတော်တဆမှုတစ်ခုသာဖြစ်တဲ့အတွက်ဘွိုင်ဂါအနေနဲ့တာဝန်ရှိမှာမဟုတ်ဘူးလို့ကာရီကပြောပါတယ်အဲ့ဒီအချိန်မှာပဲအဆိုပါလက်ဝှေ့သမားဟာဘုန်းတော်ကြီးပြောခဲ့တဲ့စကားတွေကိုပြန်ပြောင်းသိရလာပြီးသူဖြစ်ပျက်ခဲ့တဲ့အပေါ်မှာအလွန်တရာပြစ်ရှိတယ်လို့ခံစားနေရပါတယ်ဘွိုင်ဂါကပစ်တာရဲ့ဗီဒီယိုထဲမှာရှိနေတဲ့ပစ္စည်းတွေကိုတောင်းဆိုကြည့်ရှုတဲ့အခါမှာတော့စာအိတ်တစ်ခုအတွင်းမှာပါရှိတဲ့ဇနီးတီနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်စိတ်မသက်မသာဖြစ်နေတဲ့ဘွိုင်ဂါကဘူဒါပက်စ်ခီးစဉ်မစတင်ခင်မှာရုရှားနိုင်ငံကိုသွားပြီးပစ်တာရဲ့မူဆိုးမတ်ကိုတွားရောက်တွေ့ဆုံနိုင်ဖို့အတူလုပ်ထားတဲ့ပတ်စပို့တစ်ခုလုပ်ပေးဖို့မန်နေဂျာကိုတောင်းဆိုခဲ့ပါတယ်။ကာရီကဒီကြံရံကိုတားမြစ်ဖို့ကြိုးစားခဲ့ပေမဲ့ဘွိုင်ဂါကတော့ဒီကိစ္စကိုမဖြစ်မနေလုပ်ရမယ်ဆိုပြီးဆုံးဖြတ်ထားကဘူဒါပက်စ်ကိုမသွားခင်ပြန်လာခဲ့မယ်လို့အာမခံခဲ့ပါတယ်။ယိုရှားနိုင်ငံမှာတော့ပစ်တာရဲ့မိသားစုနဲ့သူငယ်ချင်းတွေကသူ့ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်နေကြပါတယ်။ဇော်ရောက်နဲ့သူ့ရဲ့ကောင်းသားတွေကလည်းအဲ့ဒီဘုရားကျောင်းစီကိုရောက်ရှိလာကြပြီးအဲ့ဒီနောက်မှာတော့အဲ့ဒီကောင်းဆောင်ကအမျိုးသမီးရဲ့ဘားပြင်ကိုအသားအရာပုတ်တက်ကစကားနဲ့ငယ်ပြောဆိုပြီးတော်တွဲတစ်ခုကိုပေးအပ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲကာရီကအတူလုပ်ထားတဲ့ပတ်စပို့ကိုဘွိုင်ဂါထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဘွိုင်ဂါဟာဆိုနီမျိုးကနေစစ်ဆေးရေးဂိတ်တစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီစစ်ဆေးရေးဂိတ်မှာအင်တာနက်အသုံးမပြုနိုင်တဲ့အတွက်ဘွိုင်ဂါအနေနဲ့သတိမထားမိစေပဲအတားအဆီးမရှိဖြတ်တန်းနိုင်ခဲ့ပါတယ်။ယိုရှားနိုင်ငံဒျာနီမြို့ကိုရောက်ရှိလာတဲ့အခါမှာတော့ဘွိုင်ဂါဟာအခန်းတစ်ခန်းကိုငှားရမ်းခဲ့ပြီးသူ
သူယူလာတဲ့လက်ဝါးကတိုင်ကိုနေရံမှာချိတ်ဆွဲလိုက်ပါတယ်ထို့နောက်မှာတော့စာထဲမှာပါရှိတဲ့လိပ်စာတိုင်းရှောက်သွားခဲ့ရာကလေးတွေဘောလုံးကစားနေတဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီနေရာကိုရောက်ရှိလာကြောင်းကိုသူကိုယ်တိုင်သတိထားမိသွားခဲ့ပါတယ်ကျောင်းကစားနေရာတစ်ခုမှာဘွိုင်းကာဟာအထဲကိုကြည့်နေရင်အဲ့ဒီနေရာမှာအဲမာကိုတွေ့ရှိသွားပြီးချက်ချင်းပဲမှတ်မိသွားပါတယ်အမျိုးသမီးကဘွိုင်းကာရှိနေတာကိုသတိထားမိပြီးသူ့ဘက်ကိုလှည့်ကြည့်ပါတယ်စက္ကန့်ပိုင်းကြာမှာတော့ကားတစ်စီးရောက်လာပြီးရင်မောင်းကအဲမာကိုသူ့နောက်ကနေလိုက်သွားဖို့အမိန့်ပေးပါတယ်သူတို့ထွက်သွားတဲ့အခါဘွိုင်းကာကလုံခြုံရေးဝန်ထမ်းတွေကိုသူတို့ဘယ်ကိုသွားကြမလဲလို့မေးမြန်းပါတယ်အဲ့ဒီနောက်မှာတော့ဘွိုင်းကာဟာအဲ့ဒီလိပ်စာတိုင်းသွားရောက်ခဲ့ပြီးအဲမာဟာမြေအောက်လက်ဝှေ့စင်တစ်ခုမှာအလုပ်လုပ်ဖို့သွားနေတာကိုသိရှိသွားခဲ့ပါတယ်ကလပ်ထဲကိုဝင်ရောက်လာတဲ့အချိန်မှာတော့အီဂိုနဲ့အခြားလူတို့ရဲ့လက်ဝှေ့ပွဲတစ်ခုဖြစ်ပွားနေပါတယ်ပြိုင်ဘက်ထက်တာလွန်တဲ့ကြွက်သားအင်အားမရှိပေမဲ့အီဂိုကအလွန်တရာတွက်လက်ပြီးသူ့ရဲ့ပြိုင်ဘက်ကိုအလွယ်တကူအနိုင်ယူနေပါတယ်ပြိုင်ဘက်ကမြေပြင်ပေါ်ကိုကြားရောက်သွားတဲ့အခါမှာတော့အီဂိုကနောက်ဆုံးထိုးချက်နဲ့မျက်နှာကိုကန်ချက်တစ်ချက်ပေးလိုက်ပါတယ်သူ့ရဲ့အနိုင်ရရှိမှုကိုအီဂိုကပျော်ရွှင်စွာအောင်ပွဲခံနေစဉ်မှာပဲဘွိုင်ကာကအဲမာကိုတွေ့ရှိသွားပြီးသူမစီကိုရှောက်သွားခဲ့ပါတယ်အမျိုးသမီးကသူဘာကြောင့်လိုက်လာရတာလဲလို့မေးမြန်းတဲ့အခါမှာတော့ဘွိုင်ကာကသူမနဲ့စကားပြောဖို့အဝေးကြီးကနေလိုက်လာခဲ့တာဖြစ်ကြောင်းပြောကြားပါတယ်စကားပြောနေစဉ်အတွင်းဆလာဘာနဲ့သူ့ရဲ့လုံခြုံရေးဖွဲ့ရောက်ရှိလာပြီးအဲမာကိုအလုပ်ပြန်လုပ်ဖို့အမိန့်ပေးပါတယ်အဲ့ဒီနောက်မှာတော့သူကတင်းနက်ကိုထုတ်ပြပြီးဘွိုင်ကာနဲ့အပြင်မှာတီးတန့်စကားပြောချင်တယ်လို့ဆိုပါတယ်ဇော်ရောက်ကတော့သူ့ရဲ့ခန်းထဲမှာလုံခြုံရေးကင်မရာကနေပြကွက်တွေကိုကြည့်ရှုနေရင်းနဲ့အဲ့ဒီလက်ဝှေ့သမားကိုတွေ့ရှိသွားပါတယ်သူ့ကိုချက်ချင်းပဲမှတ်မိသွားပြီးအဲ့ဒီလူကသူ့ရဲ့စင်ပေါ်မှာဘာတွေလုပ်နေလဲဆိုတာကိုသိချင်နေပါတယ်အပြင်ဘက်မှာတော့ဆလာဘာကအဲ့ဒီလူကိုထွက်သွားဖို့အမိန့်ပေးခဲ့ပြီးမားယွင်းနဲ့မျိုးသမီးနဲ့လာပတ်သက်နေတယ်လို့ဆွဆွဲပါတယ်အဲမာကအခုခါမှာသူ့ရဲ့ boss နဲ့သက်ဆိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဘွိုင်ကာကတော့အမျိုးသမီးနဲ့စကားပြောဖို့လိုအပ်တယ်ဆိုပြီးသူမရဲ့အလုပ်ဆင်းချိန်ကိုမေးမြန်းခဲ့ပါတယ်ထွက်သွားဖို့ရည်ရွယ်ချက်မရှိတာကိုသိလိုက်ရတဲ့အခါဆလာဘာကသူ့ရဲ့လက်ထောက်တွေကိုသင်ခန်းစာပေးဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘောက်ဆာနှစ်ဦးကဘွိုင်ကာကိုဝိုင်းဝန်းတိုက်ခိုက်ကြပေမဲ့ဘွိုင်ကာကသူတို့ကိုအလွယ်တကူဖယ်ရှားပစ်လိုက်ပါတယ်ဘွိုင်ကာရဲ့စွမ်းရည်တွေကိုတွေးလိုက်ရတဲ့အခါဆလာဘာကသူ့ရဲ့ခေါင်းကိုတင်းနဲ့ချိန်ခဲ့ပေမဲ့ဘွိုင်ကာကအလွယ်တကူတံပြန်တိုက်ခိုက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်လက်နက်ကိုတင်ဆေးလိုက်တဲ့အချိန်မှာတော့ဇော်ရော့ကသူ့ရဲ့လူတွေနဲ့အတူရောက်ရှိလာပြီးဘွိုင်ကာရဲ့စွမ်းဆောင်ရည်ကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်အကြီးအကဲကသူ့ရဲ့လက်ဝှေ့စင်မှာဝင်ရောက်ရှင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ဘွိုင်ကာကတော့ငြင်းဆန်ခဲ့ပါတယ်သူ့ရဲ့လက်ဝှေ့စင်မှာဝင်ရောက်ရှင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ဘွိုင်ကာကတော့ငြင်းဆန်ခဲ့ပါတယ်ဇော်ရော့ကဘွိုင်ကာကိုအဆိုပြုချက်ကိုစိတ်ဝင်စားကြောင်းပြောကြားခဲ့ပါတယ်ဘွိုင်ကာကသူဟာအဲမာနဲ့စကားပြောဖို့ရောက်ရှိလာတာဖြစ်ကြောင်းပြောဆိုခဲ့ပြီးအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဇော်ရော့ကအလွန်တရာဒေါသထွက်သွားခဲ့ပါတယ်သူ့ရဲ့ခွင့်ပြုချက်မရှိဘဲဘယ်သူမှအဲ့ဒီအမျိုးသမီးကိုချင်းကပ်ခွင့်မရှိဘူးလို့ဆိုပြီးအဲမာကောတမျိုးလုံးကိုပါသူ့တာပိုင်ဆိုင်ကြောင်းဇော်ရော့ကပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ဘွိုင်ကာအနေနဲ့အဲမာကိုနောက်တစ်ကြိမ်ထပ်ပြီးစကားပြောဖို့စူးစမ်းလာမယ်ဆိုရင်အလောင်းကောင်ဖြစ်သွားလိမ့်မယ်လို့သူကချင်းချောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချင်းချောက်မှုကသူ့ကိုမကြောက်လန့်စေနိုင်ခဲ့ပါဘူးနောက်တစ်နေ့မနက်မှာတော့အဲ့ဒီအမျိုးသမီးနဲ့ထပ်မံစကားပြောဖို့သူတွားရောက်ခဲ့ပါတယ်ကွန်မြူနတီစင်တာကိုစောင့်ရှောက်ဖို့ဇော်ရော့ဆေးလွတ်လိုက်တဲ့လုံခြုံရေးဆောင်ကဘွိုင်ကာကိုဝင်ခွင့်မပေးဘဲတားဆီးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဘွိုင်ကာကလက်တိချက်တစ်ချက်တည်းနဲ့အဲ့ဒီအဆောင်ကိုအလွယ်တကူအလဲထိုးနိုင်ခဲ့ပါတယ်အဲမာကိုတွေ့ရှိတဲ့အခါမှာတော့သူမဟာကလေးတွေအတွက်စာအုပ်ဖတ်ပြနေခဲ့ပါတယ်ဘွိုင်ကာကိုမြင်လိုက်ရတဲ့အခါအဲမာကထိုလူသူမကိုဘာလို့ချင်လို့လဲဆိုတာသိရှိနိုင်ဖို့အတွက်အနားကိုရှောက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘွိုင်ကာကအဲ့ဒီမျိုးသမီးနဲ့စကားပြောခွင့်ရရှိသွားခဲ့ပြီးသူမရဲ့ခင်ပွန်းနဲ့ဆုံဘူးကြောင်းပြောပြခဲ့ပါတယ်သူ့အတွက်အလွန်တရာစိတ်မကောင်းဖြစ်မိကြောင်းသူကဆက်လက်ပြောကြားခဲ့ပါတယ်အဲမာကကျေးဇူးတင်ကြောင်းပြောခဲ့ပြီးနောက်ဇော်ရော့ကသူမကိုဒုက္ခပေးနေသေးလားလို့ဘွိုင်ကာကမေးမြန်းခဲ့ပါတယ်ထိုအချိန်မှာတော့သူမနဲ့သူမရဲ့ခင်ပွန်းကွန်မြူနတီစင်တာဖွင့်လှစ်နိုင်ဖို့အတွက်ထိုလူကငွေချေးပေးခဲ့ဘူးကြောင်းမူဆိုးမဖြစ်သူကရှင်းပြခဲ့ပါတယ်ခင်ပွန်းဖြစ်သူတည်ဆုံးသွားပြီးနောက်မှာတော့အဲ့ဒီအကျွေးတွေကိုပြန်ဆက်နိုင်ဖို့အတွက်အဲမာဟာဇော်ရော့စီမှာစတင်လှုပ်လှုပ်ခဲ့ရတာဖြစ်ပါတယ်ထို့နောက်ဘစ်တာနဲ့ဘွိုင်ကာဘယ်လိုတွေးဆုံခဲ့ကြတယ်လဲဆိုတာကိုပြောပြဖို့အဲမာကတောင်းဆိုခဲ့ပြီးနောက်မတော်တဆမှုတစ်ခုဖြစ်ပေမဲ့သူ့ရဲ့တည်ဆုံးမှုအတွက်သူကိုယ်တိုင်တာဝန်ရှိကြောင်းလက်ဝှေ့သမားကဖော်ပြခဲ့ပါတယ်အဲ့ဒီအတွက်အပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ပွဲချင်းငွေတွေကိုအဲမာစီပေးအပ်ချင်နေပါတယ်ဒါပေမဲ့အဲ့ဒီတွေးဆုံနေတဲ့ငွေတွေကိုမလိုချင်ကြောင်းမူဆိုးမဖြစ်သူကညှင်းဆိုခဲ့ပြီးလက်ဝှေ့သမားကိုထွက်သွားဖို့အမိန့်ပေးခဲ့ပါတယ်အဲမာရဲ့အကျွေးကိုဆက်ပေးဖို့အပြတ်အသတ်ဆုံးဖြတ်ထားတဲ့ဘွိုင်ကာဟာဇော်ရော့ရဲ့ကလပ်စီကိုတွားရောက်ခဲ့ပြီးအမျိုးသမီးရဲ့လွတ်မြောက်မှုအတွက်ကလပ်စင်ပေါ်မှာဝင်ရောက်ရှင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ်သဘောတူညီချက်ကတော့တစ်ပတ်အတွင်းပွဲစဉ်၃ပွဲကိုဘွိုင်ကာဝင်ရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးပွဲအားလုံးမှာအနိုင်ရမယ်ဆိုရင်တော့အဲမာရဲ့အကျွေးတွေကင်းစင်သွားမှာဖြစ်ပါတယ်ဒါပေမဲ့တခုသောအခြေအနေအနေနဲ့ဇော်ရော့ရဲ့အထူးချန်ပီယံကိုအဲ့ဒီလက်ဝှေ့သမားကမဖြစ်မနေအနိုင်ယူရမှာဖြစ်ပါတယ်ယူရီကအဲ့ဒီသဘောတူညီချက်ကိုလက်ခံခဲ့ပြီးနောက်ဆုံးပွဲစဉ်မှာအီဂိုနဲ့ထိုးတက်ဖို့ထွက်ခွာသွားမယ်လို့ဆိုခဲ့ပါတယ်နောက်ဆုံးအနေနဲ့လေ့ကျင့်လို့ရမယ့်နေရာရှိမလားလို့သူကမေးမြန်းခဲ့တဲ့အခါ9ဘလောက်กว่าမှရှိတဲ့အားကစားခန်းမကိုသုံးနိုင်ကြောင်းဇော်ရော့ကဖြေကြားခဲ့ပါတယ်လက်ဝှေ့သမားမထွက်ခွာခင်မှာပဲသူ့ရဲ့ဆက်စင်မှာစီကံတက်မှတ်သူကအဲ့ဒီလူကိုအဲ့ဒါကိုမမေ့ဖို့တတိပေးခဲ့ပါတယ်ဇော်ရော့ရဲ့အားကစားခန်းမှာဘွိုင်ကာဟာပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလှုပ်ဆောင်နေစဉ်အတွင်းအခွင့်ရေးရလာပြီးစိတ်တူသွားကလူတစ်ယောက်ကိုမျက်နှာကိုကန်ချလိုက်ပါတယ်ထိုလူကမြေပြင်ပေါ်ကိုတတိလစ်သွားခဲ့ပြီးအဲ့ဒီညမှာတော့ဘွိုင်ကာဟာဘိုးရစ်တာဆော့နဲ့ပထမဆုံးပွဲစဉ်အတွက်ပြင်ဆင်ပါတယ်ပွဲစတင်ချိန်မှာဘိုးရစ်ကပိုပြီးတွက်လက်ပုံပြသခဲ့ပေမဲ့ဘွိုင်ကာကအလွန်တရာကျွမ်းကျင်ပြီးအဲ့ဒီအားနည်းချက်ကိုဖြည့်ဆည်းနိုင်ခဲ့ပါတယ်ပွဲကိုကြည့်ရှုနေစဉ်အတွင်းမှာဘွိုင်ကာရဲ့စွမ်းဆောင်ရည်ကိုဇော်ရော့ကအန်တသွားခဲ့ပါတယ်ဘွိုင်ကာဟာနမေကြီးတယ်ဆိုတာကိုတိထားရက်နဲ့ပဲအင်တိုက်အားတိုက်တိုက်ပွဲဝင်တာကိုဇော်ရော့ကတခါမှမမြင်ဘူးခဲ့ပါဘူးစက္ကန့်ငယ်ကြာမှာတော့ဘွိုင်ကာဟာအနိုင်ရရှိသူဖြစ်ကြေညာခံရပြီးဇော်ရော့ကအောင်မြင်မှုအတွက်ဂုဏ်ပြုခဲ့ပါတယ်
အနားယူနေစဉ်အတွင်းအဲမာကရေတစ်ခွက်လာတိုက်ခဲ့ပြီးဘွိုင်ကာကလမ်းထိပ်ကအားကစားခန်းမကပိုးဟတ်တွေနဲ့ပြည်နေတဲ့အတွက်တခြားလေ့ကျင့်ခန်းလုပ်စရာနေရာရှိမလားလို့မေးမြန်းခဲ့ပါတယ်။အဲဒါကြောင့်နောက်တစ်နေ့မှာ community center ကိုသွားဖို့အဲမာကအကြံပြုခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာဘွိုင်ကာရောက်ရှိလာပြီးအဲ့ဒီမျိုးသမီးကသူမရဲ့ခင်ပွန်းလေ့ကျင့်ခဲ့တဲ့နေရာကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။မိနစ်အနည်းငယ်ကြာမှာတော့ကလေးချိုးကသူ့ရဲ့လေ့ကျင့်ခန်းတွေကိုလာရောက်ကြည့်ရှုခဲ့ကြပါတယ်။နေ့ရက်ကြာမှာတော့ဒုတိယမြောက်ပွဲစဉ်အတွက်တက်ရောက်လာခဲ့ပြီးဒီတစ်ခါမှာတော့ပြိုင်ဘက်2ဦးနဲ့တပြိုင်နက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဇော်ရော့ရဲ့ညီကိုတွေကသူတို့ရဲ့ပြိုင်ဘက်ကိုဝိုင်းဝန်းပြီးစားလောင်နေတဲ့ချင်းသေးတွေလိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့တဦးချင်းစီကိုဘွိုင်ကာကအမားယွင်းမရှိတဲ့ထိုးချက်ကန်ချက်တွေနဲ့ဖြိုချနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာဒုတိယလူကကြောကိုတီးကြတဲ့ကန်ချက်နဲ့ကန်လိုက်တဲ့အတွက်ဘွိုင်ကာလမ်းလျှောက်ရတာခက်ခဲသွားခဲ့ပါတယ်။သို့တော်လည်းအဲမာကိုကြည့်လိုက်ရတဲ့အခါမှာတော့တိုက်ပွဲကိုပြန်သွားပြီးညီကို2ဦးစလုံးကိုတပြိုင်နက်အနိုင်ယူနိုင်ခဲ့ပါတယ်။ဒဏ်ရာတွေနဲ့ကွင်းထဲကနေထွက်လာတဲ့အခါအဲမာကသူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပွဲပြီးတဲ့နောက်မှာတော့ဘွိုင်ကာ community center ကိုပြန်လာခဲ့ပြီးအဲမာကသူ့ရဲ့ကြောပေါ်လိမ့်ဖို့ရုပ်ခတ်ပေတစ်စေးတစ်မျိုးကိုပြင်ဆင်ပေးခဲ့ပါတယ်။ဒဏ်ရာတွေကိုပြုစုပေးနေရင်းနဲ့သူမအတွက်သူမတိုက်ပေးစရာမလိုပဲဘယ်ချိန်မဆိုမြို့ကနေထွက်သွားလို့ရကြောင်းအဲမာကပြောခဲ့ပါတယ်။ဘွိုင်ကာကဘာကြောင့်မထွက်သွားတာလဲလို့မေးမြန်းတဲ့အခါမှာတော့အဲ့ဒီနေရာကသူမနဲ့သူမရဲ့ခင်ပွန်းရဲ့အိမ်မက်ဖြစ်ကြောင်းမူဆိုးမကရှင်းပြခဲ့ပါတယ်။ community center မရှိရင်အဲ့ဒီကလေးတွေလူဆိုးကောင်းနဲ့ရောက်သွားနိုင်တယ်လို့သူမကဆိုပါတယ်။စိတ်ဆိုးပြီးအဲ့ဒီမျိုးသမီးကထွက်သွားခဲ့ပြီးဘွိုင်ကာကလည်းအနားယူဖို့အခန်းကိုပြန်သွားခဲ့ပါတယ်။ဘွိုင်ကာတိရပွဲမှာအနိုင်ရသွားမှာကိုစိုးရိမ်ပူပန်နေတဲ့ဇော်ရော့ကငွေစက်ကူထုတ်ကိုကန့်လန့်ခဲ့ပါတယ်။ community center မရှိရင်အဲ့ဒီကလေးတွေလူဆိုးကောင်းနဲ့ရောက်သွားနိုင်တယ်လို့သူမကဆိုပါတယ်။စိတ်ဆိုးပြီးအဲ့ဒီမျိုးသမီးကထွက်သွားခဲ့ပြီးဘွိုင်ကာကလည်းအနားယူဖို့အခန်းကိုပြန်သွားခဲ့ပါတယ်။ဘွိုင်ကာတိရပွဲမှာအနိုင်ရသွားမှာကိုစိုးရိမ်ပူပန်နေတဲ့ဇော်ရော့ကငွေစက်ကူထုတ်ကိုရဲရရှိကိုကန့်လန့်ခဲ့ပါတယ်။ဇော်ရော့ကရဲရရှိကိုချက်ကိုငွေကြေးပေးပြီးကုရှမာကိုအကျဉ်းထောင်ကနေထုတ်ပေးကသူ့ရဲ့ကလပ်မှာဝင်ရောက်ရှင်ပြိုင်ဖို့ခေါ်ဆောင်လာခဲ့ပါတယ်။ရဲသားကသူ့ရဲ့အလုပ်ကိုဆုံးရှုံးရနိုင်တဲ့အတွက်အစပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့ဇော်ရော့ကငွေကြေးအပြင်ရုရှားနိုင်ငံမှာရှိတဲ့အလိုရှိဆုံးတရားခံပြေးတဦးကိုလက်ဆောင်ပေးမယ်လို့အာမခံခဲ့ပါတယ်။ယူရီဘွိုင်ကာကိုဖမ်းဆီးနိုင်မယ်ဆိုတာသိလိုက်ရတဲ့အခါကိုချက်ကအဆိုပါသဘောတူညီချက်ကိုလက်ခံခဲ့ပြီးနောက်ဆုံးပွဲစဉ်မှာကုရှမာပါဝင်ရှင်ပြိုင်နိုင်အောင်လှုံ့ဆော်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ပွဲစဉ်မဆက်တင်မီနနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ရင်းပြေးနေစဉ်ဘွိုင်ကာဟာကာရီထံမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပါတယ်။မန်နေဂျာကအားကစားကွင်းမှာသူ့ကိုစောင့်ဆော်နေတဲ့ပရိသတ်တွေနဲ့ပြည့်နှက်နေပြီဖြစ်ကြောင်းနဲ့ဘေဘုတ်တွေပေါ်မှာလည်းသူ့ရဲ့နာမည်တွေပြန့်နှံ့နေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အီကိုနဲ့ပြုလုပ်မဲ့ပွဲစဉ်ပြီးရင်ည9:45မိနစ်ထွက်မဲ့ဘတ်စကားကိုစီးဖို့ဖိုက်တာကိုအကြံပြုခဲ့ပါတယ်။မန်နေဂျာနဲ့ဖုန်းပြောဆိုပြီးနောက်ဘွိုင်ကာကအဲ့ဒီနေရာမှာရှိနေမယ်လို့ကတိပေးခဲ့ပါတယ်။နာယီနှဲငယ်ကြာမှာတော့ဘွိုင်ကာဟာသူ့ရဲ့နောက်ဆုံးပွဲစဉ်အတွက်ကလပ်အတွင်းကိုဝင်ရောက်လာခဲ့ပါတယ်။အီကိုကအဲ့ဒီလက်ဝှေ့စဉ်မှာတခါမှရှုံးပွဲမရှိဘူးသေးတဲ့အတွက်အလွန်တရာယုံကြည်မှုအပြည့်ရှိနေပါတယ်။ပွဲစတင်တာနဲ့အီကိုကအတာစီးကနေစတင်တိုက်ခိုက်ခဲ့ပါတယ်။ဘွိုင်ကာကတပတ်အတွင်းတတိယမြောက်ပွဲစဉ်ဖြစ်တာကြောင့်အနှဲငယ်ပင်ပန်းနေပြီဖြစ်ပါတယ်။ဂျောဘက်ကနာကျင်ကြိုက်ခဲမှုတွေကြောင့်လှုပ်ရှားမှုကိုကန့်သက်ခံနေရပေမဲ့သူ့ရဲ့ပြိုင်ဘက်နဲ့လက်ချင်းရှက်ပြီးတိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်စေဖြစ်ပါတယ်။ပွဲစဉ်ကပြီးဆုံးသွားခြင်းမရှိသေးပေမဲ့ပရိသတ်တွေကြားထဲမှာအဲမာကစိုးရိမ်ပူပန်စွာနဲ့ကြည့်ရှုနေပါတယ်။ဘွိုင်ကာအနိုင်ရရှိသွားခြင်းကသူ့ရဲ့လွတ်မြောက်မှုကိုကိုစားပြုပေမဲ့အမျိုးသမီးကတော့သူအကောင်းဆုံးပုံစံနဲ့မရှိသေးဘူးဆိုတာကိုသိနေပါတယ်။မိနစ်အနည်းငယ်ကြာတိုက်ခိုက်ပြီးနောက်မှာတော့အီကိုကဘွိုင်ကာကိုမြေပြင်ပေါ်ကိုလဲကျစေပြီးလေပင်ကိုညှစ်တိုက်ခိုက်ခဲ့ပါတယ်။ဘွိုင်ကာကသူ့ရဲ့ကိုယ်ကိုနောက်ပြန်လှန်ပြီးဖယ်ရှားဖို့ကြိုးစားခဲ့ပေမဲ့အီကိုကချက်ချင်းထရက်ကမျက်နှာကိုလှည့်ကန်ချက်နဲ့ထပ်မံကန်ချလိုက်ပါတယ်။ရှုံးနေတော့မဲ့အချိန်မှာပဲဘွိုင်ကာဟာအမျက်ဒေါသတွေနဲ့အတူသူ့ရဲ့စစ်မှန်တဲ့စွမ်းရည်စစ်အမှန်တွေထွက်ပေါ်လာခဲ့ပါတယ်။အီကိုဘလိုပဲပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပါစေဒီတိုက်ခိုက်မှုကိုတော့လွန်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။ထိုးချက်တွေနဲ့ကန်ချက်တွေအဆက်မပြတ်ပေးအပ်ပြီးနောက်မှာတော့မမာနာကြီးတဲ့အီကိုကိုဘွိုင်ကာကအလဲထိုးအနိုင်ယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အဲမာဟာသူမရဲ့ပျော်ရွှင်မှုကိုမထိန်ချုပ်နိုင်တော့ပဲဘွိုင်ကာကလည်းသူ့ရဲ့တာဝန်ဝတ္တရားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်တဲ့အတွက်စိတ်အေးချမ်းမှုရရှိသွားခဲ့ပါတယ်။ထိုးချက်တွေနဲ့ကန်ချက်တွေအဆက်မပြတ်ပေးအပ်ပြီးနောက်မှာတော့မမာနာကြီးတဲ့အီကိုကိုဘွိုင်ကာကအလဲထိုးအနိုင်ယူလိုက်ပါတယ်။အဲမာကသူမရဲ့ပျော်ရွှင်မှုကိုမထိန်ချုပ်နိုင်တော့ပဲဘွိုင်ကာကလည်းသူ့၏တာဝန်ဝတ္တရားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့်စိတ်အေးချမ်းမှုရရှိသွားခဲ့သည်။သူ့ကိုယူကရိန်းတို့ဘတ်စကားဖြင့်ပြန်ပို့ရန်စီစဉ်ခဲ့သည်။သို့တော်လည်းဇော်ရော့တွင်သူ့အတွက်အခြားစီစဉ်များရှိနေခဲ့သည်။ဘွိုင်ကာကထွက်ခွာရန်ပြင်ဆင်နေစဉ်မှာပင်ဇော်ရော့ကအဲမာလွတ်မြောက်စေရန်အတွက်ချန်ပီယံကိုအနိုင်ယူရမည်ဖြစ်ကြောင်းတတိပေးခဲ့သည်။အကယ်၍မအောင်မြင်ပါကအမျိုးသမီးမှာအကျွေးများဆက်လက်တင်နေမည်ဖြစ်သည်။ဇော်ရော့ရည်ညွှန်းနေသည့်ချန်ပီယံမှာအီကိုဖြစ်သည်။သို့တော်ဇော်ရော့သည်ကတိပြက်ကွက်ခဲ့ပြီးအခြားနယ်လန်တစ်ခုကိုပြောင်းလဲခဲ့သည်။အဲမာ၏အကျွေးများကင်းစင်စေရန်အတွက်ဘွိုင်ကာသည်အကျဉ်းထောင်မှတိုက်ရိုက်လာခဲ့သည့်ကိုရှမာဟုခေါ်သောပြိုင်ဘက်ကြီးနှင့်နောက်ဆုံးပွဲစဉ်ကိုထိုးတက်ရမည်ဖြစ်သည်။ပြိုင်ဘက်ကဘွိုင်ကာထက်နှစ်စပိုကြီးမားပြီးပြင်းထန်သောထိုးချက်များကိုခံရတော်လဲကိုရှမာကမလုံမရှက်ရပ်တည်နေခဲ့သည်။ကိုရှမာကဘွိုင်ကာကိုလေပင်မှဆွဲကပြင်းထန်စွာခေါင်းနှင့်တိုက်၍မြေပြင်သို့လဲကျစေခဲ့သည်။ဘွိုင်ကာကအမြန်ဆုံးပြန်ထလာပြီးဆက်လက်တိုက်ခိုက်ခဲ့တော်လဲပြိုင်ဘက်ကိုအနိုင်ယူရန်မလွယ်ကူခဲ့ပေ။ဆက်တိုက်ထိုးနှက်ချက်များကိုခံရပြီးနောက်ဘွိုင်ကာတခါမျှတတိလက်သွားခဲ့တော်လဲပွဲကိုလက်မလျှော့ခဲ့ပါ။ဇော်ရော့၏မျက်နှာပေါ်ရှိပျော်ရွှင်မှုနှင့်အဲမာ၏စိုးရိမ်ပူပန်နေမှုကိုမြင်လိုက်ရသောအခါဘွိုင်ကာပြန်လည်အားတင်းလာခဲ့သည်။ပြင်းထန်သောထိုးချက်များနှင့်ကန်ချက်များကိုအပြန်အလှန်ပြုလုပ်ကြပြီးနောက်ဘွိုင်ကာကအကောင်းဆုံးတိုက်ခိုက်ခဲ့သည်။ဂျူဂျိတ်ဆူနီးပညာကိုအသုံးပြု၍ပြိုင်ဘက်၏လက်မောင်းကိုလိန်ချိုးကချုံနှောင်နိုင်ခဲ့သည်။ထို့နောက်ကန်ချက်ဖြင့်ကွင်းပြင်ဘက်သို့လွှင့်ထုတ်လိုက်ပြီးနောက်ထပ်ပွဲစဉ်တစ်ခုကိုအနိုင်ရရှိသွားခဲ့သည်။သို့တော်လည်းဇော်ရော့ကဂတိအတိုင်းမလုပ်ဘဲသူ့ရဲ့အဆောင်များကိုလူလျက်ဖိုက်တာကိုတိုက်ခိုက်ခိုင်းခဲ့သည်။ထိုအချိန်တွင်လိန်လေသူဇော်ရော့က
အဲမာကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဖောက်တီဘွိုင်ကာထလာပြီးဘေးစဘောရိုက်တံကိုကောက်ယူကာစောင့်ကြနေသူများကိုထိုးနှက်လဲကျစေသည်တိုက်ခိုက်ရေးသမားကသူ့လမ်းကြောင်းထဲရောက်လာသမျှလူတိုင်းကိုရှင်းထုတ်နေစဉ်နောက်ထပ်လုံခြုံရေးအဆောင်တအူးပေါ်လာပြီးသူ့လက်မောင်းကိုပစ်ခတ်သည်သို့တော်ဘွိုင်ကာကတစ်သားရိုက်တံကိုသူ့စီပစ်ပေါက်ကအတိစိတ်လွတ်သွားအောင်လှုပ်လိုက်သည်ထို့နောက်ဆလာဘာပေါ်လာပြီးဘွိုင်ကာ၏ဒူးကိုပစ်ခတ်သည်ကံကောင်းထောက်မစွာဖြင့်ဘွိုင်ကာသည်မြေပြင်ပေါ်ရှိတင်းနက်တလက်ကိုတွေ့ရှိသွားပြီးပြန်လည်ပစ်ခတ်သည်ထိုအချိန်တွင်ဆလာဘာသည်ဒုတိယထပ်မှပြုတ်ကျကာသတိလစ်သွားသည်သူ၏အခန်းရှိအန်ဆွဲထဲတွင်ဝတ်ထားသောလက်နက်ကိုယူပြီးနောက်ဇာယက်သည်ဘွိုင်ကာကိုတက်ရန်ပြန်လာပြီးအဲမာကိုဓားစာခံဖြင့်ဖမ်းဆီးထားသည်ကြောက်တတ်သောဇာယက်မှထွက်ပြေးရန်ကြိုးစားတော်လဲတိုက်ခိုက်ရေးသမားကသူ့နောက်ကိုလိုက်လာပြီးတင်းနက်ဖြင့်ချိန်ရွယ်သည်မိမိအသက်အန္တရာယ်ရှိနေပြီကိုသဘောပေါက်သောကြောင့်ဇာယက်ကဘွိုင်ကာကိုတင်းနက်ချရန်အမိန့်ပေးပြီးထိုမျိုးသမီးကိုတက်ပစ်မိဟုချင်းချောက်သည်ထိုလူကပစ္စရိုတင်းနက်ကိုလွတ်ချလိုက်ပြီးထိုခန်းနာပင်အဲမာကထိုလူအိုကြီး၏လက်ကိုကိုက်လိုက်သည်ဘွိုင်ကာကအာယုံလွဲနေမှုကိုအခွင့်ကောင်းယူကာသူ့ကိုဝင်တိုက်ပြီးဝမ်းပိုက်ကိုတင်းနက်မှန်သွားစေသည်တိုးတိုင်အောင်သူသည်လူဆိုးကိုဖမ်းဆုပ်နိုင်ခဲ့ပြီးဇာယက်၏မျက်နှာကိုအကြိမ်ကြိမ်ထိုးနှက်ခဲ့သည်ထို့နောက်သူသေဆုံးသည့်အထိလေပင်ကိုညှစ်တက်လိုက်သည်ရုံးမာတဲ့ဇာယက်ကိုရှင်းထုတ်ပြီးနောက်ထိုလူသည်မြေပြင်ပေါ်သို့လဲကျသွားပြီးအဲမာကဆေးရုံသို့သွားရန်သူ့ကိုဆွဲဆောင်ဖို့ကြိုးစားသည်သို့သောဘွိုင်ကာကသူမကိုတခုခုမေးစရာရှိသေးသည်ဟုဆိုသည်တိုက်ခိုက်ရေးသမားကသူတို့စတွေ့သည့်နေ့ကထိုမျိုးသမီးကသူ့ကိုဘာလိုချင်လဲဟုမေးခဲ့ဘူးကြောင်းထိုစစ်ကဘွိုင်ကာတွင်ဘာပြန်ဖြေရမှန်းမသိခဲ့ကြောင်းပြောပြသည်သို့တော်ယခုအခါသူ့ကိုရောရှားသို့သွားစေခဲ့သည်မှာသူမိခင်ပွန်းပေါ်သူလုပ်ခဲ့မိသည့်အတွက်ခင်ပွန်းဖြစ်သူ၏ခွင့်လွှတ်မှုကိုတောင်းခံလိုသည့်လိုအပ်ချက်ကြောင့်ဖြစ်ကြောင်းသူသိနေပြီဖြစ်သည်အေးစကားကိုကြားသောအခါအဲမာကဘာပြန်ပြောရမှန်းမသိတော့ဘဲသူ့အားထိုနေရာမှအမြန်ဆုံးခေါ်ထုတ်ရန်တောင်းဆိုသည်သို့တော်ရဲကားရောက်လာပြီးအရာရှိများကဘွိုင်ကာကိုလက်ထိတ်ခတ်လိုက်ကြသည်ရင်ပေါ်သို့မတက်မီအဲမာကသူ့ကိုခွင့်လွှတ်ခြင်းရှိမရှိထိုလူကထပ်မံမေးမြန်းခဲ့တော်လဲသူမမှာပြောစရာစကားမရှိသေးပေအမြင့်ဆုံးလုံခြုံရေးရှိသောကော်နီယာဂျိုမီအကျဉ်းထောင်တွင်6လကြာထောင်ချပြီးနောက်ဘွိုင်ကာထံသို့မမျှော်လင့်ထားသောဧည့်သည်တဦးရောက်ရှိလာပြီးအဲမာကိုတွေ့လိုက်ရသဖြင့်အံ့အားသင့်သွားသည်ထိုသူကသူမကိုထိုနေရာတွင်တွေ့ရလိမ့်မည်ဟုမမျှော်လင့်ထားဘဲရက်ွက်စင်တာရှိကလေးတွေအစဉ်ပြေရဲ့လားဟုမေးမြန်းသည်ထိုမျိုးသမီးကအားလုံးအစဉ်ပြေကြောင်းပြောပြပြီးဘွိုင်ကာအတွက်သူတို့ဆွဲထားသောပုံများကိုပြသသည်ထို့နောက်အဲမာကသူ့စီသို့စောစောကမလာခဲ့မိသည့်အတွက်တောင်းပန်တော်လဲယခုအခါသူမအတင်းဖြစ်နေပြီဟုခံစားရကြောင်းပြောသည်သူမသူ့ကိုပထမဆုံးအကြိမ်တွေ့စီကဘာပြောရမည်သို့မဟုတ်ဘာလို့ရမည်ကိုမသိခဲ့ကြောင်းပြောပြသည်ထိုမျိုးသမီးသည်အမုန်းတရားကြောင့်မျက်စိကွယ်နေခဲ့တော်လဲဤကဘာပေါ်တွင်ကောင်းမှုဟူလေးရှိသေးကြောင်းဘွိုင်ကာကသူမအားပြသခဲ့သည်ထို့ကြောင့်အဲမာသည်သူမအားလွတ်လပ်ခွင့်ပြန်ပေးခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်းနှင့်သူမဘက်ကခွင့်လွှတ်ကြောင်းပြောပြရန်အကျဉ်းထောင်သို့လာခဲ့ခြင်းဖြစ်သည်